Hello အားလုံးပဲမင်္ဂလာပါရှင် Victoria King Channel မှာကြိုဆိုပါရစေဒီနေ့ကတော့အိမ်မှာပဲပမုတ်လေးလှုပ်ရှားဖြစ်ပါတယ်ရှင်ပဲပမုတ်လုပ်ပုံအစစ်စစ်လေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ပဲပမုတ်လုပ်ဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ဂျုံ900 gramတကြား30 gram yeast 5 gram စား5 gram ကြက်ဥနှလုံးထောပတ်နှဲငယ်စီနှဲငယ်နဲ့ပဲနစ်ထုတ်တို့ဖြစ်ပါတယ်ရှင်ပဲပမုတ်လုပ်ဖို့အတွက်ခုနကပြတ်ထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုဂျုံမွေတဲ့ခွက်ထဲကိုထည့်ပေးလိုက်ပါမယ်ရှင်အားလုံးထည့်ပြီးသွားပြီဆိုရင်လက်နဲ့သမသွားအောင်ရင်စုံမွေပေးလိုက်ပါမယ်ရှင်ပြီးရင်ဂျုံမွေတဲ့ဆက်ထဲမှာထည့်ပြီးတော့10မိနစ်ခန့်မွေပေးလိုက်ပါမယ်ရှင်10မိနစ်ခန့်မွေပြီးသွားရင်ရပါပြီရှင်ပြီးရင်တနာရီခန့်နှက်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်လေထုတ်ပေးလိုက်ပါမယ်ရှင်လေထုတ်ပြီးပြီဆိုရင်40 gram စီအလုံးလေးတွေလုံးထားပေးလိုက်ပါမယ်ရှင်ခုနကလုံးထားတဲ့ဂျုံလုံးလေးတွေကိုပြပြလေးလုပ်ပေးလိုက်ပါမယ်ရှင်ပြီးရင်ပဲအနစ်ထည့်ပြီးတော့တေချာလေးပိတ်ပေးလိုက်ပါမယ်ရှင်ပြီးရင်လက်ကလေးနဲ့တေချာလေးလုံးပြီးတော့စီထားလိုက်ပါမယ်ရှင်ပဲစာသွတ်ပြီးတော့ပါမုတ်လေးတွေအားလုံးလုံးပြီးသွားပြီဆိုရင်အပေါ်ကနေကျဲဥရဲ့တကြားရဲ့ခလောက်ထားတာလေးကိုတုပ်လေးပေးလိုက်ပါမယ်ရှင်အယောင်လေးလောက်အောင်လုပ်ပါရှင်ပြီးရင်အပူချိန်200နဲ့မိနစ်20ခန့်ဖုတ်ပေးလိုက်ပါမယ်ရှင်ပဲပါမုတ်လေးစားဖို့စင်သင့်ဖြစ်သွားပါပြီရှင်အန်တီခင်ရဲ့ channel ကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့เนาะကြည့်ရှုသူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်